ဒီနေ့တော့ကာကြီးနဲ့ပတ်သက်တဲ့ကာယံနေမနေ့ကရှာပြီးတော့ကြံတဲ့ထဲကတော့စကလုံးလေးကိုရှာကြည့်ထားပါတယ်အစင်အတိုင်းတော့ခုဒီတော့အစင်ပြေနေတာတော့တွေ့ရတာအခုချိန်ထိတော့ဒီချိုစကလုံး၃လုံးတွေအထိရှာလို့တော့ရတယ်ဒီလိုမရှိတဲ့စကလုံးတွေတော့မပါတော့ကြည်မြင့်ကြည်မော့gentle ကွာချာကွာလန်းလို့ရှိခွဲကြည့်ကိုမြတ်ခံလိုက်ရှိနော်ဒီတော့စုရောစကလုံးရ19000လောက်တော့ထည့်ထားတယ်ဒီ19000ထဲမှာကိုယ်နဲ့ကြိုက်တဲ့ကာယရှိရင်တော့ပါမှာပေါ့